စစ်ကောင်သားဘင်္ဂလီကလားများကရိုဟင်ဂျာဟူသောနာမည်တစ်တစ်လုံးကိုတီထွင်သုံးစွဲလာခြင်းဒုတိယကမ္ဘာစစ်ဦး1942ခုနှစ်တွင်အင်္ဂလိပ်တို့ကလက်နက်တပ်ဆင်ပေးခဲ့သောကြောင့်အင်္ဂလိပ်စစ်တပ်ထဲမှဘင်္ဂလီမွတ်စလင်ကလားများအိန္ဒိယမွတ်စလင်ကလားများသည်ရခိုင်ဒေသတွင်ရှိနှင့်ပြီးဖြစ်သည့်ဘင်္ဂလီမွတ်စလင်ကလားများနှင့်ပူးပေါင်းကရခိုင်တိုင်းရင်းသားများအားဂျီဟက်စစ်ပွဲဆင်နွှဲ၍လေယာမြေများနှင့်တိုင်းရင်းသားတို့ပိုင်ဆိုင်သောဥစ္စာပစ္စည်းများကိုသိမ်းယူခဲ့သည်၎င်းသိမ်းယူထားသောလေယာမြေများနှင့်ရခိုင်ပြည်အတွင်းတရားဇာတများသည်1948ခုနှစ်နှစ်ကုန်ပိုင်းတွင်စတင်ဖွဲ့စည်းခဲ့သည့်မူဂျာဟစ်တပုံများ၏အဓိကရန်ပုံငွေဖြစ်ခဲ့ပြီးပါကစ္စတန်နိုင်ငံအစိုးရကလည်းမူဂျာဟစ်တို့ကိုအဓိကထောက်ပံ့ခဲ့သည်ထိုမူဂျာဟစ်တပုံဖွဲ့စတင်ဖွဲ့စည်းသည့်ကာလအထိရိုဟင်ဂျာဟူသောဝါဟာရမပေါ်ပေါက်သေးပေ1948ခုနှစ်ဂျာမစ်တူအူလီမာ၏အသင်းမှခေါင်းဆောင်ပြီးစီတန်လှည့်လည်ရာတွင်ပါကစ္စတန်အလွန်ရှည်ပါစေဟုကြွေးကြော်ခဲ့ကြသည်မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်1948ခုနှစ်တွင်ဝန်ကြီးချုပ်ဦးနုတွေ့ကြုံခဲ့ရသည့်နိုင်ငံရေးအကျယ်တင်းများသည်ရခိုင်ဒေသတွင်းနှင့်ရန်ကုန်ခြေဆိုင်ဘင်္ဂလီမွတ်စလင်များ၏အသုံးချရာပင်မအခွင့်အရေးဖြစ်ခဲ့ရသည်1948ခုနှစ်ဧပြီလ3ရက်နေ့တွင်မြေပုံမြို့နယ်၌ကျင်းပသည့်ရခိုင်မျိုးသားညီလာခံတွင်ရခိုင်သားတို့၏သဘောထားတင်းမာမှုကြောင့်ထောက်ခံမဲမရသောဖဆပ်ပလာသည်အကျယ်တဲတွေ့ခဲ့ရာဦးနုကမွတ်စလင်အများစု၏ထောက်ခံမဲရအောင်ဆောင်ရွက်ခဲ့သဖြင့်မြန်မာနိုင်ငံရေးအတွင်းဘင်္ဂလီမွတ်စလင်များ၏အရှုပ်ထွေးများစတင်ပေါ်ပေါက်ခဲ့သည်ဖဆပ်ပလာမဲအနိုင်ရရေးအတွက်ထိုအချိန်ကပြည်ထောင်ဝန်ကြီးဦးအေးမောင်ခအဒူလာတဲ့ထောက်ခံမှုဖြင့်ဘင်္ဂလီများကိုခေါ်သွင်းလာသည်ဘူးတီတောင်တွင်အဘူခိုင်ဆိုသူကဖဆပ်ပလာဥပဒလာဝကတို့နှင့်ပေါင်းကအိမ်ထောင်စုစည်ရင်းများလုပ်ပြီးမှတစ်ဖက်နိုင်ငံမှာဘင်္ဂလီများကိုခေါ်သွင်းလာရာရွာပေါင်း40ကျော်ခန့်တမဟုတ်ချင်းရောက်ရှိလာသည်ထို့သောလှုပ်ဆောင်ချက်အမှားများသည်နိုင်ငံအတွက်ယနေ့တိုင်နစ်နာမှုများစွာဖြစ်ခဲ့ရသည်1950ခုနှစ်ဇွန်လတွင်အစိုးရရဲ့နိုင်ငံရေးအချက်တင်းကိုအခွင့်ကောင်းယူကာဘင်္ဂလီမွတ်စလင်များသည်မောင်တော်မြို့နယ်ရှိအလဲတန်ကျော်ရွာတွင်အစည်းအဝေးပြုလုပ်ခဲ့ပြီးရခိုင်ပြည်နယ်ကိုအစ္စလာမ်ဘာသာပြည်နယ်အဖြစ်ပြောင်းလဲသတ်မှတ်ပေးရန်အချက်24ချက်ကိုဗဟိုအစိုးရသို့တင်ပြတောင်းဆိုခဲ့သည်၎င်းတောင်းဆိုချက်ကိုဗဟိုအစိုးရကပယ်ချခဲ့သဖြင့်နောက်တွင်ရိုဟင်ဂျာလူမျိုးတို့ကိုတီထွင်လာ1950ခုနှစ်ဩဂုတ်လတွင်စတင်အသုံးပြု၍တိုင်းရင်းသားအဖြစ်တောင်းဆိုခဲ့သည်ဘင်္ဂလီများကိုရိုဟင်ဂျာလူမျိုးအဖြစ်ပုံဖော်ရန်အဓိကကြိုးပမ်းခဲ့ကြသူများမှာမွတ်စလင်ပညာတတ်များဖြစ်ကြသည့် MA ထရာလီယာဘာသာမောင်တန်လွင်နှင့်မောင်တော်ပါလီမာမက်အဘဒူဂါဖိတ်တို့ဖြစ်ကြသည်၎င်းတို့ကိုနောက်ကွယ်မှပံ့ပိုးသူများမှာရန်ကုန်ခြေဆိုင်ဗမာမွတ်စလင်အစည်းအရုံးဖြစ်ကြောင်းအလဲတန်းကျော်စီရင်ခံစာလက်နှိပ်ဆက်မှုတွေအတိအလင်းဖော်ပြထားသည်မောင်တော်ပါလီမာမက်အဘဒူဂါဖိတ်ဒီ1960ခုနှစ်ဧပြီလ21ရက်နေ့တွင်ရန်ကုန်၌သတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ကာရခိုင်ပထံအာရက်သွင်းတော်များသည့်ရိုဟင်ဂျာလူမျိုးဖြစ်ကြောင်းရခိုင်ဘင်္ဂလီဥရဒူပါရှန်အာဘီစကားများကိုရောနှောရာမှရိုဟင်ဂျာဘာသာစကားဖြစ်လာကြောင်းစတင်ဝါဒဖြန့်ခဲ့သည်မန္တလေးအဖြစ်၎င်းတို့ရဲ့စကားများသည်ဘင်္ဂလီစကားများသာဖြစ်သည်၎င်းတို့ပြောသောစကားသည်စစ်ကောင်အောက်ပိုင်းမှပြောသောစကားဖြစ်သည်ဘင်္ဂေါတွင်စစ်ကောင်အထက်ပိုင်းစကားနှင့်အောက်ပိုင်းစကားကို၍စကားနှမျိုးရှိသည်စကားနှမျိုးသည်အနည်းငယ်ကွဲသည်စစ်ကောင်အထက်ပိုင်းသုံးသည့်စကားသည်ယခုအခါတွင်ကျယ်နေရာယူလာပြီးဇက်မြင့်တို့သုံးသောစကားဖြစ်လာရာအောက်ပိုင်းသုံးစကားဖြစ်လာရာအောက်ပိုင်းသုံးစကားသည်ဘင်္ဂေါတွင်အသုံးအလွန်နည်းသောစကားဖြစ်လာသည်ထိုစကားကိုပင်ရိုဟင်ဂျာဘာသာစကားဟူ၍သတ်မှတ်ခြင်းဖြစ်ပါသည်၎င်းပါလီမန်မှဘင်္ဂလီမွတ်စလင်လူမျိုးအဘူဂါဖိတ်သည်1960ခုနှစ်တွင်လက်နက်ချခဲ့သည့်မူဂျာဟစ်လက်နက်ချအခမ်းအနားတွင်ထိုစဉ်ကဒုတိယဗိုလ်ချုပ်မှုချုပ်အောင်ကြီးပြောကြားမည့်မိခွန်း၌ရခိုင်ဒေသတွင်ဒေသခံတိုင်းရင်းသားများနေရာတွင်ရိုဟင်ဂျာလူမျိုးများထည့်သွင်းပြောကြားရန်ဖိအားပေးတောင်းဆိုခဲ့သည်ဖြင့်ရိုဟင်ဂျာဝါဟာရကိုနားမလည်သောဒုတိယဗိုလ်မှူးချုပ်အောင်ကြီးမှပေါ်ပေါ်ဆဆသုံးဆွဲခဲ့ရာနောင်တွင်ပတ်တန်းတစ်ခုဖြင့်မွတ်စလင်နိုင်ငံရေးသမားတို့ကဝါဒဖြင့်အသုံးချခဲ့သည်မြန်မာနိုင်ငံကိုဗုဒ္ဓဘာသာနိုင်ငံအဖြစ်ကြေညာပြီးချိန်တွင်မွတ်စလင်တို့ကလည်းမယူခရိုင်နေချားဒေသကိုရိုဟင်ဂျာမွတ်စလင်ပြည်နယ်အဖြစ်လွှဲပြောင်းပေးရန်တောင်းဆိုခဲ့သည်ဗဟိုအစိုးရမှညှင်းပယ်ခဲ့သည့်အခါဘင်္ဂလီပညာတတ်များနှင့်မွတ်စလင်အမတ်များပူးပေါင်းကရိုဟင်ဂျာလူမျိုးသည်တိုင်းရင်းသားဖြစ်ကြောင်းပုံမဝါဒဖြန့်ခဲ့ကြသည်1960ခုနှစ်မဲဆွယ်ကာလတွင်ဦးနုတန်ရှင်းနှင့်ဥပဆွေတီမြဲတို့သည်ရိုဟင်ဂျာဆိုသည့်အနက်အတိတ်တွေကိုမစင်းစားဘဲဘင်္ဂလီများက၎င်းတို့မိမိရေညွှန်းဝါဒဖြင့်သည့်ရိုဟင်ဂျာဟူသောဝါဟာရကိုမကြာခဏသုံးဆွဲခဲ့သည်ကနောင်တွင်အရှုပ်ရှင်းများဖြစ်ပေါ်လာခြင်းဖြစ်သည်1960ခုနှစ်ရွေးကောက်ပွဲအနိုင်ရခဲ့သောဦးနုသည်မိမိကိုအားပေးထောက်ခံခဲ့သည့်စစ်ကောင်ဘင်္ဂလီများကိုကျေးဇူးဆက်သည့်အနေဖြင့်1961ခုနှစ်နှစ်လယ်ပိုင်းတွင်မြန်မာအတန်း၌အင်္ဂလိပ်ဘာသာဟိန္ဒူဘာသာရိုဟင်ဂျာဘာသာဟုအတန်းလွှင့်ခွင့်ပြုခဲ့သည်ထိုအတန်းလွှင့်ခွင့်ပြုချက်သည်အင်္ဂလိပ်ဘာသာဟိန္ဒူဘာသာတို့ဤသို့နိုင်ငံခြားဘာသာဟုအတိတ်ပေတက်ရောက်စေတော်လဲနောင်တွင်မွတ်စလင်နိုင်ငံရေးသမားများကအတိတ်ပေတစ်မျိုးဖွင့်ဆိုခဲ့ကြသည်ပါလီမန်မတ်ဦးရာရှိဦးဆောင်သောဗမာမွတ်စလင်အဖွဲ့သည်ရန်ကုန်တက္ကသိုလ်တွင်ဓမ္မယုံရှိသဖြင့်မွတ်စလင်ကျောင်းသားများဝတ်ပြုဆုတောင်းနိုင်ရန်အလီဆောက်လုပ်ခွင့်တောင်းဆိုခဲ့သည်ဦးရာရှိသည်ရန်ကုန်ခြေဆိုင်မွတ်စလင်အဖွဲ့အစည်းများဖြစ်သည့်ရိုဟင်ဂျာမွတ်စလင်အဖွဲ့ရခိုင်မွတ်စလင်အဖွဲ့တို့ကိုလည်းထောက်ပံ့ထားကာပုဂ္ဂလိကပညာရေးလောကတွင်ရိုဟင်ဂျာလူတို့ဟူသောအမည်ကိုတိတ်တဆိတ်ထည့်သွင်းခဲ့သည်ရိုဟင်ဂျာလူမျိုးတို့သည်တိုင်းရင်းသားများဖြစ်ကြောင်းဇောင်းပေးရေးသားရန်စာပေလောကတွင်တာဝန်ယူခဲ့သည်မှာဦးရာရှိပင်ဖြစ်သည်
ထို့သောဘင်္ဂလီမွတ်စလင်များရဲ့ဖိအားပေးတောင်းဆိုမှုများနဲ့နိုင်ငံရေးအကျပ်တဲမျိုးစုံကြုံတွေ့နေရသောဦးနုသည်မြည်တော့မှနီလန်မကြံဆနိုင်တော့သည့်အခါဗိုလ်ချုပ်ကြီးနေဝင်းသည်1962ခုနှစ်မတ်လ2ရက်နေ့တွင်အာဏာသိမ်းခဲ့သည်တမန်တော်မှာအာဏာသိမ်းပြီးသည့်နောက်တွင်ရိုဟင်ဂျာအမည်သုံးစွဲမှုသည်နိုင်ငံရေးလောကမှပျောက်ကွယ်သွားခဲ့ပြီးမြန်မာအသံမှလည်းဟိန္ဒူဘာသာနှင့်ရိုဟင်ဂျာဘာသာအစီအစဉ်များအဆုံးသတ်တော့ကမြန်မာကရင်ရှမ်းကချင်ချင်းတရားမွန်ရခိုင်စသည့်တိုင်းသားဘာသာစကားများကိုအမျိုးဘာသာစကားအဖြစ်တိုးချဲ့ထုတ်လွှင့်ခဲ့သည်တော်လိုင်းကောင်စီဥက္ကဋ္ဌသည်1965ခုနှစ်ဖေဖော်ဝါရီလ12ရက်မှ19ရက်နေ့ထိပါကစ္စတန်နိုင်ငံသို့တွားရောက်လဲပတ်ရသည်အရှေ့ပါကစ္စတန်ယခုဘင်္ဂလားဒေ့ရှ်နယ်ခြားပြဿနာနှင့်အရှေ့ပါကစ္စတန်မှမြန်မာနိုင်ငံသို့ခိုးဝင်လာသောတရားမဝင်ဘင်္ဂလီ2သိန်းခွဲနှင့်ပတ်သက်၍ဆွေးနွေးခဲ့သည်1981ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သောဘင်္ဂလားဒေ့ရှ်လွတ်မြောက်ရေးစစ်ပွဲကြီးတွင်ထွက်ပြေးကြသောဘင်္ဂလီစစ်ပြေးဒုက္ခသည်များသည်အိန္ဒိယနိုင်ငံအတွင်းသို့10တန်းနှင့်မြန်မာနိုင်ငံအတွင်းသို့1.5တန်းခန့်ရှိသည်ဟု BBC ကဖော်ပြခဲ့သည်ထိုဒုက္ခသည်များသည်မြန်မာနိုင်ငံတွင်ရောက်ရှိပြီးသောဘင်္ဂလီများ၏အကူအညီဖြင့်ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်အခြေချနေထိုင်ခဲ့ကြသည်ရောက်နေပြီးသောသူများ၏အကူအညီဖြင့်မဆုံးနိုင်သောဘင်္ဂလီမွတ်စလင်များဝင်ရောက်လာကြပြီးရိုဟင်ဂျာအမည်ခံသူများအံ့မခံတိုးပွားလာသည်ထို့နောက်1982ခုနှစ်တွင်မြန်မာနိုင်ငံအတွင်းရိုဟင်ဂျာလှုပ်ရှားမှုပြန်လည်ပေါ်ပေါက်ခဲ့သည်ရိုဟင်ဂျာအမည်ခံသူများသည်တော်လှန်ရေးကောင်စီအားမိမိတို့လိုအပ်ချက်များကိုတင်ပြတောင်းဆိုခဲ့ကြသည်လူနည်းစုလူမျိုးရပိုင်ခွင့်နှင့်ရခိုင်ပြည်နယ်မြောက်ပိုင်းကိုမွတ်စလင်ပြည်နယ်ဖြစ်တောင်းဆိုခဲ့ကြသည်ဘင်္ဂလီခေါင်းဆောင်များသည်ဘင်္ဂလားဒေ့ရှ်သို့တွားရောက်ပြီး Arkan Rohingya Liberation Front ကိုတည်ထောင်လာရိုဟင်ဂျာမျိုးသားလွတ်မြောက်ရေးကြွေးကြော်ခဲ့ကြသည်တော်လှန်ရေးကောင်စီက၎င်းတို့တောင်းဆိုသမျှကိုပယ်ချခဲ့သည်ထို့နောက်1988ခုနှစ်တွင်ရိုဟင်ဂျာအမည်ကိုမကြားရတော့ပေ1988ခုနှစ်တွင်မြန်မာဆိုရှယ်လစ်လမ်းစဉ်အစိုးရသည်ဘင်္ဂလားဒေ့ရှ်နယ်စပ်ရခိုင်တွင်ငါးမင်းစစ်စင်ရေးဖြင့်လူဝင်မှုကြီးကြပ်ရေးကိုကြက်မှတ်ခဲ့သည်အကြမ်းမဖက်လို့သောဘင်္ဂလီများသည်မိမိတို့ကိုမိမိရိုဟင်ဂျာများကိုတတ်မှတ်ကဘင်္ဂလားဒေ့ရှ်သို့ပြေးဝင်ခိုလုံကြသည်အစိုးရသည်၎င်းဘင်္ဂလီများကိုအိန္ဒိယရှင်းနိုင်ငံမှမုန်တိုင်းကံကြောင့်မြန်မာနိုင်ငံတွင်လာရောက်အခြေချနေထိုင်သူများဖြစ်ကြောင်းကြေညာခဲ့သည်သို့သော၎င်းဖြစ်ပျက်သည့်နောက်တွင်မြန်မာတို့နစ်နာ၍ဘင်္ဂလီတို့ကောင်းစားခဲ့သည်ဘင်္ဂလားဒေ့ရှ်တို့ထွက်ပြေးသောဘင်္ဂလီများသည်မြန်မာမှတ်ပုံတင်များကင်ဆောင်ထားကြပြီး၎င်းမှတ်ပုံတင်များမှာရခိုင်ပြည်နယ်ရှိလဝကဝန်ထမ်းများအဂတိလိုက်စား၍ထုတ်ပေးထားခြင်းဖြစ်ပြီးအများစုမှာဘင်္ဂလားဒေ့ရှ်တွင်ပြုလုပ်သည့်အတုများဖြစ်သည်အမေရိကန်နှင့်တရုတ်တို့ကမြန်မာအစိုးရအားဖိအားပေးသောအခါရိုဟင်ဂျာအမည်ခံများကိုမြန်မာပြည်တွင်းပြန်လည်ဝင်ခွင့်ပြုခဲ့ရသည်ထို့ကြောင့်ဟင်းသာစီမံကိန်းအမည်ဖြင့်1988အောက်တိုဘာ1ရက်မှ1989ခုနှစ်ဇန်နဝါရီလ9ရက်အထိ၎င်းတို့ကိုမြန်မာနိုင်ငံမှပြန်လည်လက်ခံခဲ့ရသည်ထွက်ပြေးသောဘင်္ဂလီရေတွက်ထက်နှစ်ဆမကများပြားကြောင်းမှတ်တမ်းတို့ကဆိုပါသည်1988ခုနှစ်တွင်မြန်မာနိုင်ငံရဲ့သွေးရောင်လွှမ်းသောကာလ၌ဘင်္ဂလီမွတ်စလင်များရဲ့မူလအကြံစီဖြစ်သောရခိုင်တိုင်းရင်းသားတို့အားအပြည့်ရှင်း၍တစ်ဖက်နိုင်ငံမှဘင်္ဂလီများဖြင့်အစားထိုးရန်စီစဉ်ဆောင်ရွက်ခဲ့ကြသည်1988ခုမေလ23ရက်နေ့တွင်မောင်တော်ရဲတပ်ဖွဲ့မှရဲတပ်ကြပ်ကြီးဘဒူမြဥဆောင်သောဘင်္ဂလီမွတ်စလင်များ9000ခန့်သည်မောင်တော်အာဏာပိုင်များမရှိသည်ကိုအခွင့်အရေးယူကမောင်တော်မြို့ကိုဝိုင်းရန်ပိတ်ဆို့တိုက်ခိုက်ခဲ့သည်ထိုဖြစ်စဉ်တွင်မောင်တော်မြို့ပြင်ကိုရခိုင်ရွာများမောင်တော်မြို့ပြင်ရှိရခိုင်ရွာများဖျက်ဆီးခံခဲ့ရကရခိုင်တိုင်းရင်းသားများတေချေပျက်စီးခဲ့သည်မောင်တော်မြို့ကရခိုင်တိုင်းရင်းသားများလုံထင်းနှင့်ရဲတပ်ဖွဲ့တို့မှအပြင်းထန်ခုခံသဖြင့်ဘင်္ဂလီမွတ်စလင်တို့ရဲ့ရည်ရွယ်ချက်ပြတ်ခဲ့ရသည်တမန်တော်ဆိုရအာဏာသိမ်းပြီးနောက်ရိုဟင်ဂျာအမည်ဝါဒဖြန့်မှုသည်လည်းအနည်းငယ်ငြိမ်သက်ခဲ့သည်ခေတ်သစ်ဝါဒဖြန့်နည်းအဖြစ်ပြည်ပနှင့်မွတ်စလင်ခေတ်ပညာတတ်အချို့သည်မွတ်စလင်နိုင်ငံများရဲ့ထောက်ပံ့မှုကိုယူကာရိုဟင်ဂျာအမည်ကိုလူသိများအောင်ဆောင်ရွက်ခဲ့သည် website ထောင်ခြင်းဆွေးနွေးပွဲများပြုလုပ်ခြင်းတို့ကိုဆောင်ရွက်လာသည်အင်တာနက်တွင်လေ့လာကြည့်သည့်အခါရိုဟင်ဂျာ website များအများပြားတွေ့ရပြီး၎င်းတို့ရဲ့စာမျက်နှာများတွင် Rohingya language and Rohingya culture စသည့်တို့ကိုထည့်သွင်းထားသည့်အပြင်ရိုဟင်ဂျာဘာသာစကားသင်နည်းကိုပါထည့်သွင်းထားကြသည်တိုင်းသားခွင့်ရတောင်းဆိုရန်အကွက်ကြကြစီစဉ်ဆောင်ရွက်ခြင်းဖြစ်ပြီးမြန်မာနိုင်ငံရေးအလှည့်အပြောင်းတိုင်းတွင်ဘင်္ဂလီမွတ်စလင်တို့အနေဖြင့်အစ္စလာမ်ဘာသာပြန့်ပွားရေးနှင့်၎င်းတို့ရဲ့အမျိုးသားကျိုးစီးပွားအတွက်အပူအေးနီလန်မျိုးစုံဖြင့်ကျင့်သုံးဆောင်ရွက်ခဲ့ကြကြောင်းလေ့လာသိရှိရသည်ရိုဟင်ဂျာဟူသောဝါဟာရကို၎င်းဘင်္ဂလီမွတ်စလင်တို့စတင်ဖန်တီးခဲ့သည့်1950ခုနှစ်တွင်မှစတင်သိရှိခဲ့ရပြီး၎င်းရိုဟင်ဂျာဟူသောဝါဟာရကိုမြန်မာနိုင်ငံသမိုင်းနှင့်ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်းတို့တွင်ထိုကာလထက်စောစွာမတွေ့ရှိရပေထို့ပြင်မြန်မာနိုင်ငံရှေးဟောင်းသုတေသနအထောက်အထားတို့ရမြန်မာနိုင်ငံနှင့်ရခိုင်ပြည်နယ်တွင်အဆိုပါရိုဟင်ဂျာအမည်ခံသူများရဲ့ယဉ်ကျေးမှုအထောက်အထားစာပေအထောက်အထားအခြေချနေထိုင်မှုအထောက်အထားစသည့်သမိုင်းဝင်အထောက်အထားများလုံးဝရှိမနေပါဘူးမြန်မာပြည်တွင်အတူနေထိုင်တိုင်းသားအများစုသည်ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်တောင်တန်းဒေသရှိ၌ခရစ်ယာန်ဘာသာဝင်အနည်းစုနှင့်ရိုးရာနှစ်ကိုးကွယ်မှုများရှိပြီးအစ္စလာမ်ဘာသာဝင်မွတ်စလင်ရိုဟင်ဂျာဆိုသူများလုံးဝရှိမနေပါဘူး BC 900စုမှ AD 19ရာစုခန့်နှင့်မြန်မာနိုင်ငံသမိုင်းတော်နှင့်ရိုဟင်ဂျာအမည်ခံသူများလုံးဝရှိမနေပါဘူးပြည်မဒေသမြန်မာနိုင်ငံတောင်ပိုင်းနှင့်မြန်မာနိုင်ငံနောက်ဖက်ခြမ်းဒေသရခိုင်ပြည်နယ်တို့အတွင်းတွေ့ရှိရသည့်တိုင်းရင်းကြောက်စာစုစုပေါင်း2000ကျော်တွင်လည်းလူမျိုးစုများမှတ်တမ်းတင်ထားရ၌ရိုဟင်ဂျာလူမျိုးဟူသောလူမျိုးတုအမည်လုံးဝမပါရှိပါဘူးမြန်မာရှေးဟောင်းရာဇဝင်များတွင်ဖော်ပြထားသောလူမျိုး100ပါးစာရင်းတွင်လည်းရိုဟင်ဂျာဆိုသူများနှင့်ဘင်္ဂလီမွတ်စလင်များလုံးဝမပါရှိပါအင်္ဂလိပ်ကိုလိုနီလက်ထက်စစ်ဆေးကောက်ယူခဲ့သောစစ်တမ်းများအရေးပိုင်မှတ်တမ်းများနှင့်ရခိုင်ဒေသတွင်အစီရင်ခံစာများတွင်လည်းရိုဟင်ဂျာလုံးဝအမည်လုံးဝမပါရှိပါ
၎င်းရိုဟင်ဂျာအမည်ခံထားကြသူများသည်ခိုးဝင်ဘင်္ဂလီများသာဖြစ်ကြောင်းကို1985ခုနှစ်တွင်မြန်မာနိုင်ငံလုံးဆိုင်ရာဘင်္ဂလားတန်မတ် KM Cancer ဆိုသူကမြန်မာနိုင်ငံလုံးဆိုင်ရာဗြိတိရှတန်မတ် MTJO Brain အား1985ခုနှစ်မတိုင်ခင်မြန်မာနိုင်ငံတွင်တရားမဝင်ဝင်ရောက်လာသောမိမိတို့ရဲ့ဘင်္ဂလားနိုင်ငံသားအရေးအတွက်မှာ9သိန်းခန့်ရှိကြောင်းပြောဆိုမှုအားဗြိတိရှတန်မတ်မှမှတ်တမ်းတင်ထားခဲ့ပါသည်။ထိုမှတ်တမ်းကိုယနေ့တိုင်လန်ဒန်မြို့ရှိမော်ကွန်တိုက်တွင်တောရောက်လေ့လာနိုင်ပါသည်။ထို့ကြောင့်အချင်းတန်လျင်အင်ပြန်ကြရမည်ဟူသောမြန်မာစုစည်းတရားအတိုင်းရိုဟင်ဂျာမည်ခံထားကြသည့်ခိုးဝင်ဘင်္ဂလီမွတ်စလင်များကိုမိမိတို့နေရဘင်္ဂလားဒေ့ရှ်သို့၎င်းတို့အားလက်သင့်ခံမိမျိုးတူမျိုးမတူသောတတိယနိုင်ငံများသို့၎င်းအချိန်မဆိုင်ပဲပြန်လည်ပို့ဆောင်သင့်ကြောင်းပါ